စာချုပ်ကြီးရရှိထားတဲ့ဂျိုဂျိုကိုပွဲဥထွက်မှာကျွဲဘလူးခတ်တယ်လို့လက်စွမ်းမျိုးနဲ့အနိုင်ယူပြလိုက်ပါရင်းရင်အောင်အတွက်ဂျိုဂျိုအားလွယ်ကူနဲ့ပြန်မဲ့မဟုတ်ဘူးဆိုတာတော့အားလုံးလည်းနားလည်သဘောပေါက်ထားခဲ့ကြပြီဖြစ်မှာပါဒါပေမဲ့ရင်းအောင်ကိုလည်းဂျိုဂျိုတယောက်လွယ်ကူမယ်လို့တော့မထင်နဲ့လို့ပဲပြောချင်ပါတယ်ရင်းအောင်အခုမှ1 Championship မှာပထမဆုံးပွဲဥထွက်ဆိုပေမဲ့ငွေထိုင်းနဲ့ပတ်သက်ရင်တွေးကြုံကောင်းနေရှိထားတဲ့ fighter ကောင်းတယောက်ပါမြန်မာ fighter ဖြစ်တဲ့အတွက်သူ့ရဲ့မာဂုံကိုတော့ short တွက်ထားလို့မရဘူးလို့ပဲဆိုချင်ပါတယ်နောက်ပြီးရဲနော် Black Panther လိုလူငယ် fighter တယောက်စီကနေအတွေ့အကြုံကောင်းတွေကိုလေ့လာသင်ယူထားသူတယောက်လည်းဖြစ်ပါတယ်။ Black Panther ကိုယ်တိုင်ကလည်းရဲနော်ကို Final Class စီရောက်ရှိလာကြတဲ့ကအတွေ့အကြုံတွေကိုစက်တိုက်မျှဝေပေးနေတာဖြစ်ပြီးအတွဲညီညီနဲ့လင်းချင်းမှုတွေပြုလုပ်နေကြကြတာကိုလည်းမြင်တွေ့ထားခဲ့ရတာပါ။ One Championship မှာအခုမှပွဲထွက်လာမယ်ဆိုရင် Time Fight မှာတော့ရဲနော်ဟာအတွေ့အကြုံကောင်းများစွာကိုပိုင်ဆိုင်ထားခဲ့တဲ့သူတယောက်ဖြစ်တဲ့အတွက်ငွေထိုင်းပြန်ပွဲနေတော့ရဲနော်ဟာယင်းနေသူတယောက်လို့ဆိုရမှာဖြစ်ပါတယ်။ပြန်မဲ့ဂျိုဂျိုကလည်း Blow Fighter မျိုးလဲဆိုပြီးတိတ်ပြီးတော့ပြောနေစရာလိုပဲမထင်ပါဘူး။ One Championship လိုပြန်ပွဲကြီးမှာစကြုတ်ကြီးရထားခဲ့တဲ့အထိတောင်းချမ်းပြထားခဲ့တဲ့လူငယ် fighter ကြောင်းဖြစ်ပြီး One Championship မှာ10ပွဲရှင်ပြိုင်ထားပြီး3ပွဲရှုံးဆိုတဲ့ရလဒ်ကိုပိုင်ဆိုင်ထားခဲ့တဲ့သူတယောက်ဖြစ်ပါတယ်။ One Championship နဲ့ပွဲဥထွက်ပွဲစဉ်5ပွဲဆက်နိုင်ပွဲရရှိအောင်စွမ်းဆောင်ပြထားခဲ့တယ်လို့အဲဒီ5ပွဲမှာလည်း4ပွဲကအလဲထိုးနေတဲ့ကြီးနိုင်ပွဲရယူပြထားခဲ့တာဖြစ်လို့ချက်ထွေရဲ့သဘောကျခြင်းကိုခံခဲ့ရကစာချုပ်ကြီးပေးအပ်ခြင်းကိုပါရရှိထားခဲ့တာပါ။ပွဲဥထွက်ရှင်ပြိုင်ခဲ့တဲ့ fighter 9ယောက်မှာ3ယောက်ကိုတော့ပထမအခြေနဲ့ဒုတိယအခြေတွေမှာအနိုင်ယူပြထားခဲ့သူဖြစ်ပါတယ်။သူရဲ့လက်သေးပါဝါကဘလောက်တောင်မှပြင်းတယ်လဲဆိုရင်သူ့ရဲ့ပွဲဥထွက်ပွဲစဉ်တွေကတက်တယ်လို့ဆရာမှာဖြစ်ပြီးနောက်ဆုံးရှင်ပြိုင်ထားခဲ့တဲ့ Morocco fighter ဇာကာရီယာကိုလည်းပထမအခြေအတွင်းမှာပဲအလဲထိုးနဲ့အတူအနိုင်ယူပြထားခဲ့တာပါ။နောက်ဆုံးရှင်ပြိုင်ထားခဲ့တဲ့မွေတိုင်းပွဲစဉ်5ပွဲမှာ3ပွဲအထိရှုံးပွဲကြုံတွေ့ထားခဲ့ရတာဖြစ်လို့ချက်တရီယာသူစာချုပ်ပေးထားတဲ့ fighter အတွက်ဇန်ညွန်းတပုတ်ရေးသားခဲ့ပြီးထုံးစံတိုင်းသူ့ fighter တွေကိုနိုင်ပွဲပေးခြင်းတဲ့အခါမြန်မာ fighter တွေကိုထိုးကျွေးလို့ရှိတဲ့ပုံစံတိုင်းရရင်အောင်ကိုပွဲတည်ပေးသွားခဲ့တာဖြစ်ပါတယ်။စပါလက်ကိုရှုံးထားခဲ့တဲ့တာခဲရုကိုရော့ထန်နဲ့ပွဲတည်ပေးဖို့အတွက်တန်းစင်ကိုထိုးကျွေးခဲ့တယ်လို့ရော့ထန်ရောက်ပါဆန်ကာတစ်ကိုလည်းပွဲဥထွက်မှာအနိုင်ပေးခြင်းတဲ့အတွက်စပါရီချန်ကိုအသုံးချပြီးပွဲတည်ပေးခဲ့တယ်လို့မျိုးအခုလည်းနောက်ဆုံး9ပွဲမှာ3ပွဲထိရှုံးပွဲကြုံတွေ့ထားခဲ့တဲ့ဂျိုဂျိုကိုနိုင်ပွဲဖန်တီးပေးခဲ့ပြီးမလေးရှားပြည်သက်အားပေးမှုတွေကိုရယူသွားဖို့အတွက်ချက်ထရီဟာဂျိုဂျိုအတွက်မြင့်တဲ့ဖိုင်တာရဲ့နောက်နဲ့လည်းပွဲဖန်တီးပေးခဲ့တယ်လို့တခြားသောမလေးရှားဖိုင်တာ2ယောက်ကိုပါပွဲထုတ်သွားခဲ့တဲ့အထိမြင်တွေ့ခဲ့ရတာဖြစ်ပါတယ်ဒါပေမဲ့ချက်ရီတည်ထားရမှာကဆန်ကာတစ်တုံးကလွယ်လွယ်ကူကူအနိုင်ရဖို့ဆိုပြီးစူပါရီချန်နဲ့ပွဲတည်ပေးတဲ့အချိန်မှာအထင်နဲ့အမြင်တခြားစီဖြစ်သွားခဲ့ပြီးစူပါရီချန်ရဲ့မထင်မှတ်တဲ့တုံ့ပြန်မှုတွေအောက်မှာဆန်ကာတစ်တရားကန်ကောင်းပြီးအရှုံးမပေးသွားခဲ့ရတာပါအခုလည်းဂျိုဂျိုအတွက်ဆိုပြီးရဲနောင်ကိုထိုးကျွေးဖို့လှုံ့ဆော်ထားခဲ့တာဖြစ်ပြီးငွေထိုင်းနဲ့မစိမ့်တယ်လို့မာကုံကောင်းတဲ့ရဲနောင်ကိုဂျိုဂျိုအနေနဲ့လွယ်လွယ်ကူကူနဲ့တော့စပယ်ပွင့်နိုင်မှာမဟုတ်ဘူးလို့ပဲပြောချင်ပါတယ်ဂျိုဂျိုကတော့ပွဲမတိုင်ခင်မှာကျွဲပြသွားခဲ့ပြီးရဲနောင်ကိုပွဲသိမ်းရလက်ရယူသွားဖို့အထိပြစ်မှတ်ထားတယ်ဆိုပြီးတော့ဖွင့်ရလာခဲ့ပါတယ်ဂျိုဂျိုကရဲနောင်ကအန်ယ်များတဲ့ fighter ပါအထူးသဖြင့်ဘဲဝိုက်လက်တီဘဲချေကန်ချက်တွေတတိထားရမယ်သူကဒီလိုစင်မြင့်ထက်မှမထိုးဘူးတော့ PR တွေရှိနေနိုင်တာမို့စွမ်းဆောင်ရေးဘိုင်းပေါ်လည်းတက်ရောက်မှုရှိမှာပါစကေးပိုင်းကကျွန်တော်ကပို့သားပါတယ်ဒါပေမဲ့ short တက်လို့မရပါဘူးလက်အပားနဲ့ထိုးရတာမို့တစ်ချက်တည်းလဲ KO ဖြစ်သွားနိုင်ပါတယ်ဒီပွဲအတွက်ပွဲသိမ်းရလဲယူပြဖို့ပြစ်မှတ်ထားတယ်ဆိုပေမဲ့လော်ဆော်မှာတော့မဟုတ်ပါဘူးတစ်ချက်ဝင်မှားတာနဲ့ဆော်ပြမှာပါကိုယ့်ရဲ့ပိုပြီးရင်းချက်တည်ငြိမ်တဲ့ကစားဟန်မျိုးနစ်စနစ်ပိုင်းပိုကျွမ်းကျင်ပြီးပါးနဲ့သူတယောက်ဆိုတာပြသသွားခြင်းပါတယ်ဆိုပြီးတော့ပြောသွားခဲ့တာဖြစ်ပါတယ်